Okay idea 7နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီတစ်ပတ်မှာကျွန်တော်တို့ခုလိုမျိုး realistic ဆန်ဆန် emboss လုပ်နည်းနဲ့ deboss လုပ်နည်းကို Photoshop မှာဘယ်လိုလုပ်မလဲဆိုတော့ပြောပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ emboss ကတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲဒီ layer တစ်ခုကိုကျွန်တော်တို့ဆွဲထားတဲ့ layer တစ်ခုကိုအပေါ်ကိုကြွတက်လာအောင်လုပ်တာ deboss ကတော့ဒီကောင်ကိုအထက်ကိုသူနဲ့ဆက်ညက်ပဲဖြစ်တယ်အထက်ကိုပြန်ပြီးခြိုက်ဝင်သွားအောင်လုပ်တာပေါ့နော်ဆိုတော့ကျွန်တော်တို့ emboss ဘယ်လိုလုပ်မလဲကြည့်လိုက်ကြအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီလုပ်မဲ့ layer ကိုပေါ့နော်buffer ပုံစံမျိုးဖြစ်အောင်နော်ဖြစ်ရမယ်ပေါ့အဲ့ကောင်ကိုကျွန်တော်တို့အမဲပေးထားပါအမဲပေးထားပြီးတော့ကျွန်တော်တို့ဒီ emboss လုပ်မဲ့ဟာကိုကျွန်တော်တို့ opacity မဟုတ်ဘဲနဲ့ fade ကိုလုံးဝ 0% ထိထားလိုက်ပါထားပြီးတော့ကျွန်တော်တို့ဒီကောင်ကို double click နှိပ်ပြီးတော့ layer effect ကိုခေါ်လိုက်ပါဆိုတော့ကျွန်တော်ဒီမှာ layer style လေးပေါ်လာတော့ကျွန်တော်တို့ဒီမှာ bubble and emboss ဆိုတာရှိတယ်အဲ့ကောင်လေးကို click ပေးလိုက်မယ်ပြီးတော့ဒီဘက်ကိုနှိပ်လိုက်မယ် click နှိပ်ပြီးတော့ဒီဘက်နှိပ်လိုက်တော့ကျွန်တော်တို့ဒီမှာတော့ဒီတိုင်းပဲเนาะ emboss smooth ပဲဒီ depth ကိုကျွန်တော်တို့လိုချင်တဲ့လောက်ချိန်ကြည့်မယ်ပေါ့เนาะသူ့ရဲ့အလင်းမှောင်ဒီမှာတစ်ခုရှိတာကဒီသူ့ရဲ့ lighting ဒီမှာပေါ့เนาะ shading lighting ကတစ်ခါတလေကြာရင်ဒီဘက်ရောက်နေတတ်တယ်ကျွန်တော်တို့လိုချင်တဲ့အလင်းမှောင်ပေါ့เนาะအလင်းမှောင်သဘောတရားအလင်းရဒီဘက်ကနေလာနေတယ်ဆိုတော့ရှိတ်ထိုးတာလည်းအလင်းဒီဘက်ကလာပြီဒီဘက်ကအမောင်ပဲချမ်းဆိုတော့ကျွန်တော်တို့အလင်းကကျွန်တော်တို့ဒီအပေါ်လာဆိုတော့ဒီအပေါ်တက်လောက်ကနေပြီးတော့ကျွန်တော်တို့ဆိုပါစို့ကျွန်တော်တို့90ပေးလိုက်မယ်ဒီကောင်ကိုမပေးလိုက်တော့အပေါ်ဆုံးတက်ရောက်သွားအောင်ဆိုတော့ကျွန်တော်တို့ဒီမှာပြီးရင် softness လေးပါလေးနဲ့ချိန်ကြည့်မယ်လိုအပ်သလောက်လေးပေါ့နော်softness နဲ့ဒီလောက်ဆိုကြပြီ site ကတော့ကိုလိုချင်တဲ့လောက်ပေါ့နော်ကျွန်တော်တို့ဒီလောက်လေးပဲလို့တော့ဒီလောက်ပဲထားလိုက်ဟုတ်ပြီးသွားရင်ကျွန်တော်ဗာဆက်လုပ်မလဲဆိုတော့ဒီနေရာမှာ highlight နေရာမှာတော့ကျွန်တော်တို့ဖြူပဲဒီမှာအလင်းလာမှာဆိုတော့အဖြူเนาะ highlight အဲ့ဒါကိုကျွန်တော်တို့ screen မှုထားပေးထားမယ်အဲ့ကောင်ပြီးရင်အောက်က shadow မှုနေရာကျတော့ကျွန်တော်တို့ဒီမှာ shadow ဘက်ကအရေးကျနေတဲ့အရာအဲ့အရာလောက်ကိုယူပြီးတော့ okay ပေးမယ်ပြီးရင် multiply လုပ်မယ် blend mode ထဲမှာเนาะသူ shadow mode ထဲမှာ multiply mode ထားမယ် opacity ကတော့ဒီ highlight မှုတော့ 100% ဒီ multiply ဟာတော့အောက်က shadow ကိုတော့ဒီလောက်ကိုလိုချင်တဲ့လောက်အခြေအနေပေါ့နော်ဒီလောက်ကျွန်တော်တို့ဒီလောက်ပဲထားမယ် okay အဲ့တော့ထားပြီးတော့ရင်ကျွန်တော်တို့ drop shadow တခုချမယ် drop shadow မှာလည်းကျွန်တော်တို့သူနဲ့အနီးဆက်ဆုံးဒီသူရဲ့အစွန်းနဲ့အနီးဆက်ဆုံးနေရာမှာတခုထားမယ်သူတက်ပေါ့နော်ဒီမှာတက်ကျွန်တော်တို့တက်လေးတခုထားမယ်စိုက်ကိုဒီလောက်ထားမယ် distance ဒီလောက် oxygen နဲ့ထပ်တင်မယ်ဒီမှာလဲသူကလာကို shadow color ကိုယူပြီးတော့မောင်နဲ့ထပ်ချမယ်ချပြီးတော့ oxygen နဲ့တင်မယ်သူနဲ့အနီးဆက်ဆုံးပေါ့နော်အစွန်းသားမှာကတ်နေတဲ့ shadow ကိုပို့ပြီးတော့ရင်လိုက်မယ်ဒီနေ့လေးတင်မယ် okay ရပြီနောက် draw shadow တစ်ခုထပ်တင်မယ်ဒီကောင်ကြတော့ကျွန်တော်တို့ဖွာထွက်မဲ့ဟာပေါ့နော်အောက်ကိုဖြည်းဖြည်းချင်း gradient ဆင်းသွားမယ်အရေးက shadow အဲ့တော့အကောင်တော့အောက်ကိုလည်းထပ်ချလိုက်မယ်ချပြီးတော့site ကိုလည်းကြည့်လိုက်မယ် okay site နဲ့ကြည့်ပြီးတော့ option နည်းလေးထပ်လျှော့မယ် separate နဲ့ထည့်မယ်နည်းလေး option နဲ့ထပ်လျှော့ကြည့်မယ်ဒီမှာလည်းကျွန်တော်တို့ဒီရောင်ထားမယ်ဒီနဲ့နည်းလေးထပ်ချမယ် okay ဒီ option နဲ့ပြန်လုပ်ကြည့်မယ်ပြန်ကစားကြည့်မယ်okay ပြီးသွားရင်ကျွန်တော်တို့ဘာထပ်လုပ်မလဲဆိုတော့ gradient ဒီကနေ
အလင်းကဒီကနေလာမှာဆိုတော့ဒီကနေပြီးအလင်းလာပြီးတော့ဖြည်းဖြည်းချင်းမှောင်သွားတဲ့ပုံစံမျိုးလုပ်မယ်ဗျာလုပ်တော့ကျွန်တော်တို့ဒီမှာရေးမယ် basic ထဲကကျွန်တော်အလင်းဟာလေးเนาะဒီ transparent ဖြစ်တဲ့ဟာလေးယူလိုက်မယ်အကောင်လေးကိုယူပြီးတော့ကျွန်တော်ဒီမှာလည်း90 degree ထားလိုက်မယ်အပေါ်တက်တဲ့လာအပေါ်တက်တဲ့ကနေလာမှာဆိုတော့ okay ကျွန်တော်တို့ကအောက်ကိုဖြည်းဖြည်းချင်းမှိတ်ချလိုက်မယ်ဒီကောင်လည်းဒီမှာ multiply ထားလိုက်မယ် multiply ထားပြီးတော့ အောက်စီကိုနည်းနည်းချင်းစီချိန်ကြည့်မယ်ဒီဘက်ကအောက်ချီကိုနည်းနည်းချင်းစီမှိန်သွားမယ်ဆိုတော့ okay ဒါဆိုရပြီ okay ဒါဆိုရင်ကျွန်တော်တို့ဖောင်းကြွပုံစံလေးတစ်ခုရပြီဒါကတော့ emboss ဖောင်းကြွတစ်ခုပြီးကျွန်တော်တို့ deboss မှာကျတော့ခြိုက်သွားအောင်လုပ်ဖို့ဒီကောင်ကို face ကိုကျွန်တော်တို့20ဝန်းကျင်လောက်မှာထားလိုက်မယ်ရေဆုံး20ပေါ့နော်အဲ့20ဝန်းကျင်လောက်မှာထားလိုက်မယ်20ပဲထားလိုက်မယ်ထားပြီးတော့ကျွန်တော်တို့ level ကလေးနှိပ်မယ်နှိပ်ပြီးတော့ bubble and sorry inner shadow ထည့်မယ် inner shadow ကကျွန်တော်သူနဲ့ဒီကောင်ကအလင်းရဲ့ဒီဘက်ကလာမှာဆိုတော့ကျွန်တော်ခွက်သွားတဲ့နေရာမှာဒီဘက်ကမှောင်သွားဖို့လို့ဒီဘက်ကလင်းလာဖို့လို့လေအဲ့တော့ဒီနေရာမှောင်မဲ့နေရာဆိုတော့ပထမဆုံး shadow က2ခုထည့်မယ်ပထမတစ်ခုကအစွန်းနဲ့ကက်နေတဲ့နေရာကိုကျွန်တော်တို့ပို့မှောင်မယ်ဆိုတော့ကျွန်တော်တို့သူ့ရဲ့အမှောင်ပဲချမ်းအရာကိုနည်းနည်းယူလိုက်မယ်ဒီမှာအမှောင်နည်းနည်းချမယ် okay နည်းနည်းချမယ်ချပြီးတော့အောက်စီနဲ့ထပ်တင်မယ်ကျွန်တော် distance နည်းနည်းလေးရှော့မယ်ချုပ်လည်းနည်းနည်းလေးရှော့မယ် side လည်းနည်းနည်းလေးရှော့မယ်လောက်လေးပဲ okay ရပြီပြီး inner shadow ထပ်ထည့်မယ်ထည့်ပြီးတော့ဒီကောင်ကိုကြတော့ကျွန်တော်တို့ side ကနည်းနည်းပိုများလိုက်မယ်အောက်စီကိုနည်းနည်း short လိုက်မယ် distance ကိုနည်းနည်းလေးပိုချလိုက်မယ်အောက်ကိုနည်းနည်းချလိုက်မယ် side နဲ့ပြန် short မယ် okay ဟုတ်ပြီပြီးတော့ကျွန်တော်တို့ bubble and emboss မှာထပ်ပေးလိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီမှာဒါဆိုရင်အလင်းကဒီဘက်ကထိုးလိုက်တဲ့အတွက်ဒီအောက်ခြေမှာ highlight လေးဖြစ်ရအဲ့တော့ကျွန်တော်ကဒီအပေါ်မှာ highlight ဖြစ်နေတာမလို့ချင်တော့ကျွန်တော်တို့ဒီကောင်ကိုအောက်ကိုချလိုက်မယ် highlight ကို -90 ပေါ့နော်အောက်ကိုချလိုက်အဲ့တော့ပုံမှန်တိုင်းပဲဒီမှာ screen ကအဖြူဒီမှာကျွန်တော်တို့ shadow mode မှာတော့ဒီကအရောင်ပဲယူမယ် okay ယူပြီးတော့ဒါလေးနဲ့ချိန်ကြည့်မယ် shadow mode ဒီမှာသူ့ရဲ့ဒီ highlight ရဲ့ depth เนาะသူ့ဘာကိုကျွန်တော်ဒီမှာချိန်လို့ရတယ်ကျွန်တော်ဒီလောက်ဆိုတော့ပြီ okay ဒီမှာနည်းနည်းများနေဆိုတော့ဒီလောက်ထားလိုက်မယ်ပြီးတော့စစ်ဆက်မယ်ဒီလောက် okay size ကနည်းနည်းကြည့်ကြည့်မယ်ပြီးဒီလောက်ဆိုတော့ပြီ soft တန်းနည်းနည်း short လိုက်မယ် okay ဟုတ်ပြီဒါဆိုရင်ရတယ် okay ဒါဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ emboss လုံးနည်းနဲ့ deboss လုံးနည်းတွေတော့ပြီးတော့ပါဆိုတော့ဒီတစ်ပတ်မှာတော့ emboss လုံးနည်းနဲ့ deboss လုံးနည်းကိုရှင်းပြသွားတာဖြစ်ပါတယ်နောက်ပတ်ဒီမှာလည်းဘယ်လိုကြောင်းရတင်ဆက်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်ပဲ bye bye